ဒါကနောက်တစ်ခုကစကားမဆက်ဘူးမြန်မာလက်ရွေးစင်အသင်းကမဲထူးထူးခြားဒီနေ့အာဖဂန်နစ္စတန်အသင်းကို2ဂိုးနဲ့နိုင်သွားတယ်2ဂိုးနဲ့နိုင်သွားတယ်နောက်ဆုံးမိနစ်ထိရင်ထရေးကြည့်ရတဲ့ပွဲလို့လည်းပြောလို့ရတယ်ပေါ့နော်။ဘာလို့ဟိုဘက်ကလည်း2ဂိုးနဲ့ရှုံးနေတဲ့ခါကျတော့အသေးအံပြန်ဖိကန်တာပေါ့။ကန်တော့နောက်ဆုံးမိနစ်တွေကိုကြည့်ပြီးတော့ရင်ထရေးတွေနဲ့တကူများပြန်သွင်းခံလိုက်ရရင်တော့2ဂိုးနဲ့တေးကြပြီးငါတို့တမတ်ပဲရတော့မယ်လို့အိမ်ခွင်းမှာတမတ်ပဲရတော့မယ်လို့တွေးတာအခုတော့ဘာပဲပြော2ဂိုးနဲ့နိုင်သွားပါတယ်နိုင်ပြီးတော့ဒါရမှတ်3မှတ်ရပြီဘာလို့ဆိုအာရှကပ်ပေါ့နော်အာရှဖလားပေါ့ကျွန်တော်နားလေးပြောရအောင်အာရှကပ် AFC Asian Cup qualifier ပေါ့နော် qualifier မှာ Saudi Arabia မှာကျင်းပမယ်2029မှာကျင်းပမယ်ပွဲအတွက်မြန်မာအသင်းကဒါကန်တာပထမဆုံးသူအုပ်စုအသင်းအဆင့်ဖြစ်တဲ့အာဖဂန်နစ္စတန်နဲ့ကန်တဲ့အချိန်မှာ2ဂိုးနဲ့နိုင်သွားတာပါနော်မြန်မာဘောလုံးဖွဲ့ချုပ်ကတော့တန်းပိုင်နဲ့မောင်လွင်ရဲ့ပုံကြီးပြပြီးတော့မောင်လွင်ဒီအဝက်ခံတဲ့ပုံကြီးနဲ့ပြပြီးတော့မောင်လွင်ဒီလိုနဲ့အေးလောက်ပါညီလေးရာမင်းနော်မင်းဒါမျိုးပွဲပေါင်းများတော့အဲ့လိုလုံးနိုင်ပါစေငါဆိုတော့ပြီးတယ်ဘာလို့ဆိုတော့အဲ့လိုများဖြစ်မှမင်းတို့လည်းပြောရတယ်ဒတိုင်းမျိုးလုံးလည်းပြောရတယ်တော့ကြာဟိုတပွဲနိုင်တယ်ပျော်တယ်ပြီးလည်းနောက်တပွဲကျပြက်သွားတယ်ဆိုရင်တော့ရှက်ဖို့လည်းကောင်းပါတယ်အဲ့တော့နောက်လက်ကြံပွဲတွေကိုအနိုင်ကန်ကြပါဦးကန်ပြီးအုပ်စုလေးတက်အောင်လုပ်ကြပါဦးဒါလေးတော့ကျွန်တော်တိုက်တွန်းပါတယ်နော်ပြောတာပြောပါဒါပေမဲ့ကြည့်ကြက်လည်းပြောကြအောင်ဟိုမြန်မာလေရွေးစင်အသင်းယောက်ျားလေးမျိုးသားအသင်းကဒတိုင်းမျိုးလုံးကအားပေးပါလေဆိုမှဟိုကြောင်းတောင်ကြားရတာတွေနဲ့ထလုံးမယ်ကျွန်တော်စိုးရင်လို့ကူကတော့လောလောဆယ်ဗါတဲ့ဒီလိုနဲ့အောင်ဝက်ခံဒီလိုတွေနဲ့လောက်ပါလို့နော်ဒါပေမဲ့ကြည့်ကြတာပေါ့ကွယ်နော်ပြီးတော့ဒီအုပ်စုကလည်းထူးထူးဆန်းဆန်းဟိုနေကျွန်တော်အသင်း၄သင်းလုံးနာမည်အလွတ်မရဘူးကျွန်တော်နည်းနည်းခေါင်းထဲမှာရောနေတယ်ဗျဒီနေ့ပြောဆိုင်များလို့အထောက်တော့မြန်မာနဲ့အာဖဂန်နစ္စတန်ပါတယ်အဲ့တော့၄သင်းပေါ့အုပ်စုပတ်လေ၄သင်းမှာ၄သင်းကိုကြည့်လိုက်တဲ့အခါကျတော့ဟိုစစ်ပွဲတွေတိုက်ပွဲတွေဖြစ်နေတယ်ပြည်တွင်းမငြိမ်မသက်မှုတွေဖြစ်နေတဲ့နိုင်ငံ၄သင်းအဲ့တော့တချို့တွေအောင်နောက်ကျပါတယ်ဒီ၄သင်းကိုဒီဘောလုံးသင်းကဒီအုပ်စုကဘာထားလဲပေါ့ဒီအုပ်စုကဘောလုံးကန်ကြမှာလားစစ်တိုက်ကြမှာလားဆိုပြီးတော့နောက်ကျတဲ့အထိဒီအုပ်စုပါအဲ့တော့ဘာပဲပြောအဖွင့်ပွဲလေးလှသွားတဲ့အတွက်ကျွန်တော်ဘာပဲပြောဝမ်းသာနေမိပါတယ်ဒါပေမဲ့နောက်ပွဲတွေကိုစောင့်ကြည့်ပါဦးမယ်ဒါတွေကရှင်းပြောရင်တော့တပွဲတို့ဆေးမီတို့ကုတာမျိုးလောက်နဲ့မဟုတ်ပဲတကယ်ကိုဟိုအဆင့်တန်းရှိနဲ့အုပ်စုအောင်သွားတာမျိုးဖြစ်ဖို့ပဲကျွန်တော်တို့မျှော်လင့်ပါတယ်ဒါတော့ဘောလုံးနဲ့ပတ်သက်ပြောတာပါနော်နောက်တစ်ခုက